ဖြစ်ချင်နိုင်တာဖြစ်ခွင့်ရှိမယ်ဆိုရင်မြတ်ဗုဒ္ဓကဒုက္ခသစ္စာကိုတောင်ဟောခဲ့မှာမဟုတ်ပါဘူးဘဝဆိုတာကိုဖြစ်ချင်တယ်လို့ဖြစ်နေတဲ့နေရာမဟုတ်ပါဘူးတချို့အရာတွေကိုအယမ်းလိုချင်ပေမဲ့မရနိုင်တာကိုလက်ခံရမှာပါတချို့လူတွေကိုအယမ်းချစ်ပေမဲ့မပိုင်ဆိုင်ရတာကိုလက်ခံပါတချို့အိမ်မက်တွေကိုအယမ်းကြီးကြိုးစားပြပေမဲ့လို့မဖြစ်လာနိုင်ခဲ့ရင်လည်းဒါကိုလက်ခံပါအဲ့ဒီလိုအချိန်တွေမှာလူတွေကမေးတတ်တယ်။ဘာကြောင့်ငါဘဝမှာဒီလိုဖြစ်ရတာလဲပေါ့။ဒါပေမဲ့မြတ်ဗုဒ္ဓရှင်တော်မြတ်ကဘဝရဲ့အမှန်တရားကိုအကြာကြီးကတည်းကဟောထားပြီးသားပါ။ဘဝမှာဒုက္ခဆိုတာတကယ်ရှိပါတယ်။ဒါကိုလက်ခံပေးပါ။ဒီအမှန်တရားကိုနားမလည်နိုင်ရင်တော့လူတစ်ယောက်ဟာတဘဝလုံးမကျေနပ်မှုတွေနဲ့တဘဝလုံးငိုနေကြရလိမ့်မယ်။ဒါကြောင့်မို့ဘဝမှာအရာအလုံးကိုဖြစ်ကျင်တယ်လို့ဖြစ်စေဖို့အမြဲတမ်းကြိုးစားနေမယ့်အစားတချို့အရာတွေကိုတရားနဲ့ပဲစိတ်ကိုဖြေဖြောက်တတ်